မြောက်ဖက်မို့ရဲ့ဟိုမြောက်ဖက်မို့တက်လိုက်ရခမဲ့တော်ရှိမှာပေါ့ရခမဲ့တော်ကြီးမှာလိုလာဆူတောင်းပြီးတော့သူအတိတ်အောင်လို့ရှင်ပွဲထိုးကြရများတယ်ဒါလည်းယုံကြည်မှုပဲလူတွေဒီရခမဲ့တော်ရလေတစ်ဖောက်တစ်ဖက်ဖြည်းဖြည်းဆောင်းသွားစစလောင်သွားလေဒီကချမ်းကတဖြည်းရောတချို့ဆက်ဆက်ချင်းတွေ့ရလို့ကြောက်ပါတို့ရဲ့ခန္ဓာကိုယ်အကြီးလို့ထင်ရတယ်တဖြည်းပြီးကျမှ small size ဖြစ်တော့ small ဖြစ်တော့အဲ့လိုမျိုးတဖြည်းဖြည်းဟိုဆောင်းသွားတယ်လို့ခံစားရတယ်ဗောမင်းစဒီတွေ့လို့ရှင်ဟောဥမာဒီနေ့ဒီတနေရာဆိုနောက်ကတဖြည်းဆောင်းသွားတယ်လို့ခံစားရတယ်ဒါ traditional ပဲဟုတ်တယ်သူရဲ့ဘောင်းဟောနေပေါ့ခေါင်းပေါင်းလဲပဲလို့ပြောတယ်ကွာဒီမှာဒီခေါင်းပေါင်းအသက်ခေါင်းပေါင်းတယ်လေဒီဟာနဲ့အဲ့ရဆွေးဒီကတက်တဲ့ဟာသူတို့ဒီပတ်စံဝါဒီကထိုးလို့ရှိရင်စီးပွားရှင်ပြည်တယ်ဆိုပြောတာပါဆူတောင်းဒီကလူကြီးရဲ့အင်ဂျီယာမှာလည်းစိတ်ရှိနေတာဒီပေါ်ကြည့်တော့ဒီကူကြီးကကြိုက်ပြနေတာဒီလောကမှာလည်းခက်ခဲနေတယ်ဒီကလူကြီးရဲ့စိတ်တွေကကောင်းမချင်းဟုတ်ပါဘူးချိန်မဲ့ကောင်းမဟုတ်ဘူးဒီတဲ့ဒါကြောင့်ဝိုင်းပန်ခေါ်တာလူလည်းရှိရပါစီးပွားရှင်ပြည်တယ်ဆိုပြောပါအမေနဲ့တူတယ်ဘာသာရေးကိုဘုရားနဲ့အောင်မြင်မှုရရှိပြီးနားနိုင်ဒီကနာဒီကုနာဒီနဲ့လမ်းပြပေးနာတော့ရှိဒီလောကမှာလည်းဆက်တောင်းနေတာကျော်တင်မောတက်တယ်လို့ဒီတခြားနိုင်ငံခြားတောင်းရလို့ဆိုဒီမှာလာဆက်တောင်းကြဘာလို့ဆိုဒီမှာကြာဝါတင်မှာဒိတ်ထန်မေးရောက်သွားလို့ရှိရင်သူတချို့ AI လို့ရှိရလို့ပွဲလာပေးရရလို့တဖြည်းဖြည်းဆောင်းသွားတယ်ပြရပါဒီတနေ့ဒီကုန်းမှာဝါဒီလာနောက်လာကြာနေဆောင်းသွားလို့ခံစားရတယ်ပေါ်မှာလူအောင်မှာကိုကြီးဆက်လို့ပါပါပဲ